အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ပရလောကဇာလံလေးကတော့တရေတော်မှာအပြန်ဆိုတဲ့ပရလောကဇာလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာလံတစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေကဲဒါဆိုရင်ဇာလံလေးကိုစလိုက်ကြရအောင်ရှင်လူတိုင်းရဲ့ဘဝမှာမမေ့နိုင်စရာအကြောင်းတွေကြုံပူးကြလိမ့်မယ်လို့ကြုတ်ထင်တယ်တကယ်တော့အခုပြောမယ့်အကြောင်းအရာကကျုပ်ဘဝမှာဘယ်တော့မှမေ့နိုင်မှာမဟုတ်တယ်လို့ကျုပ်ဘဝရဲ့အကြီးမားဆုံးနောက်တစ်ခုဆိုရင်လည်းမဟုတ်ပေါ့ဗျာအဖြစ်ကယုံကြည်နိုင်စရာမရှိတော့အောင်ကိုပဲစမ်းကြယ်တာဗျာမမရရပြောရမယ်ဆိုရင်အဲ့ဒီနေရာလာပြီးညကောင်းကင်မှာလာကလည်းတာယာတောက်ပနေတယ်လို့ကျဲကလေးတွေကလည်းထိန်ထိန်လေးနေတော့မိထိုးစရာတော့မလိုပါဘူးကျုပ်တို့ရောက်နေတာကတရေတော့မှာပေါ့ဗျာတရေတော့လို့ဆိုလို့ပြောအောင်မယ်ဟိုးရခင်ကဒီတော့ကိုတာရဲတော်လို့ခေါ်ကြတယ်လို့ကြားဘူးတာပဲနောက်မှတရေတွေ၆လုံးလို့တရေတော်လို့ဖြစ်သွားတာဒီတော့ရဲ့နာမည်နဲ့တကယ်ကိုလိုက်ဖက်ပါတယ်ဘာလို့လဲဆိုရင်အကြောင်းရင်းရှိတယ်ကျုပ်တို့လက်မှုတော်ရွာသားတွေကတရေတော်ဆိုရင်ခက်ဝေရှောင်ကြတာဗျတချို့လူတွေကသူများပြောတာမယုံလို့အရေးဆော့သွားကြတာတွေရှိပေမဲ့လေတရေ၆မခံရပဲပြန်လာတဲ့သူကတော့ဒီနေ့ထိတိုင်ကိုမရှိဘူးတရေတော့လူတို့အရောက်ပေါက်မရှိတော့တားကောင်တွေတားငါးတွေပေါ်မှာပေါ့ဗျာတရေလုံးဝမကြောက်ဘူးလို့ခံယူထားကြတဲ့သူတွေတောင်မှဖနှောက်တွေတင်မှကန့်အောင်ပြေးရတဲ့အထိပဲဒါပေမဲ့အဲ့ဒီနေရာကျုပ်တင်းမြင့်ဦးမောင်ဆိုင်ရဲ့ဦးလုံးရဲ့၃ယောက်တော့တရေတော့ကိုအရေးဆုံးပြီးတော့ရောက်ကြတာပေါ့ဗျာအမှန်တိုင်းပြောရရင်ကျုပ်တို့၃ယောက်လုံးကတာတီလန်နေပါတရေတော်မှကြောက်လို့ပြေးရမယ့်သူတွေပေါ့ဒါပေမဲ့ကျုပ်တို့ဟိုးရင်ကဆိုရင်တရေတော်ကိုဝေးရှောင်ကြပါလိအခုတော့သားကောင်တွေလည်းရှားလာတော့သမုတ်တရားဝမ်းတထွားအတွက်မဖြစ်မနေလာကြရတာပေါ့ဗျာဇနီးတွေကစိတ်မချကြပေမဲ့အငတ်မှမနေနိုင်တာကိုပြီးတော့မုတ်ဆိုးရွာလေးဗျာမုတ်ဆိုးလုံးရင်လုံးမလုံးရင်တငါလုံးရှားလုံးဒါပဲရှိတာအချိန်ကတကောင်ရံလောက်ဖြစ်မယ်ထင်တယ်ကျုပ်တို့၃ယောက်လုံးစောစောတွေကဘီရီထောင်ကိုင်းရီထောင်ပြီးတော့နားနေကြတဲ့အချိန်မိကလေးမွာခေါင်းရည်လေးတောက်လိုက်အသင်ပါလာတဲ့အမြည်လေးနဲ့မြည်လိုက်ဆက်လေးကလေးဖွာလိုက်နဲ့ဆက်မိစရာစကားပြောနေကြတဲ့အချိန်ပေါ့ဗျာလေးအေးလေးကရုတ်တရက်ဆိုသလိုတိုက်ခတ်လာတော့ကျိုးတို့၃ယောက်လုံးအိတ်ချင်တယ်လို့ဖြစ်သွားတယ်ပြီးတော့ရုတ်တရက်ဆိုသလိုကောင်းလေး၂ယောက်ပြကျောင်းသားတွေလိုမျိုးအဖြူစိမ့်လေးတွေနဲ့ပဲပြီးတော့ဂျုံမအိတ်လေးတောင်မှပါသေးတယ်သူတို့အနာရောက်လာတော့ကျိုးတို့၃ယောက်လုံးကစိတ်ညှို့ခံထားရတယ်လို့ဖြစ်နေတာသူတို့ရုပ်ကိုလည်းအသေးချာမမြင်ရဘူးသူတို့ကျုပ်တို့အနာကိုလာထိုင်ပြီးခေါင်းရည်တောက်အမြည်စားပြီးစကားတွေဖောဖောတီတီကိုပြောနေကြတာသူတို့ပြောသမျှကျုပ်တို့ကလိုက်ပြီးတော့ခေါင်းငိမ့်ကြတယ်ဒါပေမဲ့သူတို့ဘာပြောမှန်းတော့တကယ်ကိုမသိကြတာပါစကားတန်တွေကိုတော့ကြားရတယ်ဒါပေမဲ့ဘာတွေပြောတယ်ဆိုတာကိုတော့နားမလည်ဘူးတစ်ချက်သူတို့ကရေတောင်မှရေလိုက်ပါသေးတယ်ခဏကြာတော့လေးအေးအေးလေးလည်းနောက်တစ်ခါထပ်တိုက်လာတော့သူတို့တွေထပြန်သွားကြတယ်သူတို့ပြန်သွားလို့အတန်ကြာမှကျုပ်တို့ပြန်ပြီးတော့တတိဝင်လာတယ်တတိဝင်လာမှတယောက်ကိုတယောက်ကြည့်ပြီးတော့တရေချောက်ခံလိုက်ရမှန်းကိုသိကြတော့တာပြောပါအောင်မေတရေတော့ကတော်တော်ကိုတောထူတာမျိုးပြီးတော့အင်းအိုင်ကြီးလေးပေါ်တယ်လို့မျိုးတောင်ကမူလေးတွေစမ်းချောင်းလေးတွေလည်းရှိပါတယ်ကျုပ်တို့၃ယောက်မှွေးထားတဲ့မီးကိုညှိမ့်လိုက်ကြပြီးစမ်းချောင်းဘက်ကိုငါးတွေဖားတွေများရမလားလို့လာခဲ့ကြတယ်လေစမ်းချောင်းကိုမရောက်မီမှာပဲအပင်းတပရာရှိတယ်အသေးချာကြီးမှညုံချက်ပင်မှန်ကိုသိရတာပါဘာလို့လဲဆိုတော့လက်ထုတ်ပင်မျိုးထားတာမူရင်းအပင်တောင်မှပျောက်လို့လို့ဖြစ်နေပြီအဲ့ဒီအပင်ကိုဦးလုံးကဓမီနဲ့ပတ်ပြီးတော့ထိုးကြည့်တော့ဂျုံငတ်တုံကအိတ်နေကြတာကိုတွေ့တယ်ဦးလုံးကကျုပ်ကိုမိထိုးပြခိုင်းပြီးသူကခဲတနက်နဲ့ပြစ်တော့တတော်လုံးဟိန်းသွားတာပေါ့ဗျာကျုပ်တို့မှာပစ္စည်းတွေအစုံပါတယ်ခဲတနက်မီလေးကွာဓာတ်တို့အစုံပါပဲဗျာပြီးတော့တကောင်ထိသွားတော့ကျန်တဲ့နှစ်ကောင်ကလက်ပြီးတော့ပြန်ထွက်သွားကြတယ်ကျုပ်ကမိထိုးပြလိုက်တော့ဦးမောင်ဆိုင်ကသွားကောက်တာပေါ့ဗျာဒီမှာရင်ရုတ်တရက်ဆိုသလိုညောင်ကျက်ပင်ရဲ့အနောက်ဘက်ကအမွှေးထူထူနဲ့အေးရမလက်တချောင်းထွက်လာပြီးဂျုံငတ်အသေးကိုကောက်သွားပါလိရောကျုပ်တို့ကိုမျက်လုံးကိုတော့မှကိုမယုံနိုင်ဖြစ်သွားကြတယ်ရုတ်တရက်ဆိုသလိုဦးလုံးကတနတ်နဲ့ပြလိုက်ပစ်တာပေါ့လေထိမထိကိုတော့မသိဘူးဗျာ
ဒါပေမဲ့ညောင်ကျက်ပင်ကြီးကတော့ငလျင်လှုပ်တလို့ကိုရိမ့်ခါသွားတာအဲဒီမှာဦးမောင်ဆိုင်ကတောက်တစ်ချက်ခောက်ပြီးတော့ဦးလုံးကဟာမောင်ဆိုင်ငါတို့ရောက်နေတာကတရေတော်ဟာပြီးတော့သကောင်တိုင်းနေပြီမိပစံကိုတတိထားစမ်းတော့ကြိုင်တတော်လုံးလိုက်ပြီးတော့တောက်ခောက်နေဦးမေဒါငါတို့ကိုစမ်းနေတာအမားမလုံးမိကြစီနဲ့တတိသာထားကြ၏ကျွတ်တို့လည်းညောင်ကျက်ပင်ကိုပတ်ပြီးတော့ကြည့်ကြပေမဲ့ဘာကူမှမတွေ့ပါကျွတ်တို့အဲဒီနေရာကနေပြီးစမ်းချောင်းဘက်ကိုဆက်သွားကြတာပေါ့လေစမ်းချောင်းကိုရောက်တော့လှလိုက်တဲ့ကက်ကရီတွေပြနေတဲ့အကောင်လေးမှမဟုတ်တာတကောင်အနည်းဆုံး2ပိတ်သားကြော်ရှိတယ်ရေကလည်းခါမြောက်ယုံသားဆိုတော့ကျွတ်တို့ဆင်းပြီးတော့မိရွေနဲ့ဆင်းထိုးကြတာပေါ့ဗျာကျုံနဲ့ဦးလုံးနဲ့ဆင်းထိုးကြပြီးဦးမောင်ဆိုင်ကမီးထိုးပြတာပေါ့ကျွတ်တို့ဟာပြစ်ပင်မဲ့ငါ့ကိုပလိုက်နဲ့ကောက်ထဲတာလေသူ့ပါပဲအဲဒီမှာပြဿနာစပြန်ရောကျုပ်တို့ပြစ်ပြီးတဲ့ငါးအကောင်10ကောင်ကျော်လောက်ရှိနေပြီဒီတော့ကျုပ်တို့ကတော်လောက်ပြီဆိုပြီးအပေါ်တက်ပြီးပလိုင်းလေးကိုကြည့်လိုက်တော့3ကောင်ပဲရှိတယ်တကယ်ကို3ကောင်နဲ့ကျုပ်တို့မယုံနိုင်ဖြစ်သွားကြတာပေါ့ဗျာဦးလုံးကမောင်ဆိုင်မင်းအသေးချာကောက်ထည့်ရလားလို့တော့မှမေးရတယ်ဦးမောင်ဆိုင်ကငါး3ကောင်ပါတဲ့ပလိုင်းကိုထမ်းပြီးတော့အလဲကကျုပ်ကရဘက်ဦးလုံးကဘဲဘက်နဲ့ပြီးထောင်ထားတာကိုတွားကြည့်ကြတာပေါ့ဗျာ10မိနစ်လောက်လမ်းလျှောက်ပြီးတော့ဦးမောင်ဆိုင်ကဟာငါး3ကောင်ကလည်းလေးလိုက်တာကွာကြောက်ဆောင်ကြီးကြနေတာပဲတဲ့သူဒီလိုပြောတာကြောင့်ကျုပ်ကပလိုင်းကိုမီးထိုးပြီးကြည့်လိုက်တော့ဘာမှကိုရှိမနေဘူးဒါပေမဲ့ဦးမောင်ဆိုင်ကကြည့်ရတာတကယ်ကိုမောဟိုက်နေပုံပါပဲကျုပ်လည်းပေးကျုပ်တယ်မယ်လို့ပြောပြီးပလိုင်းကိုမီးထိုးကြည့်လိုက်တော့ဟိုးဦးမောင်ဆိုင်ရဲ့အပေါ်မှာခွာထိုင်ပြီးတော့ပလိုင်းနဲ့ကငါးကိုနှိပ်စားနေတာနဲတဲ့အကောင်လားဗျာတကောလုံးအမွှေးတွေကိုဖုံးနေတာပဲနာနာဘွားဆိုတာတေးကြပေမဲ့လူနာနာဘဝလားတရိษံနာနာဘဝလားဆိုတာကမသိခွဲဘူးကျုပ်လည်းအမလေးဆိုပြီးပါဇက်ကလှုပ်ခနဲ့အော်ပြီးတော့ဦးလုံးနဲ့ဦးမောင်ဆိုင်ကဘာဖြစ်တာလဲဆိုပြီးမေးကြတော့တယ်ဦးမောင်ဆိုင်ကသူ့ကြောမှခွာထိုင်နေတဲ့အကောင်ကိုသူမှမမြင်တာဘူးဦးလုံးလေးဘာပြောကောင်းမလဲခဲတနက်နဲ့ပြစ်ပါလေရောထိတယ်တော့ထင်တာပါပဲဒါပေမဲ့အဲ့ဒီကောင်ကဘာမှမဖြစ်ဘူးဦးမောင်ဆိုင်ကဦးလုံးမင်းယူသွားပြီလားဘာဖြစ်လို့ငါ့ကိုပြစ်နေရလဲမတော်လို့ငါကောင်းအောင်ထင်ဘယ်နဲ့လုပ်မလဲဆိုပြီးခေါ်ပါလေရောဒီတော့မှကျုပ်ကရှင်းပြလိုက်တော့ဦးမောင်ဆိုင်ကကြောက်မဲ့စားဦးလုံးငါးရဲ့အကောင်ကိုစားပြက်လိုက်တာဒီကောင်ပဲတေးအောင်ပြစ်ဆိုပြီးတော့အော်ပြောတော့တာပဲဒီမှာရင်အဲ့ဒီကောင်ကတွားကြီးဖြဲပြီးတော့ပြတော့တာပါပဲအမလီတွားဖြဲလိုက်မှပါဇက်ကနားနာကိုရောက်နေမှကိုသိလိုက်ရတယ်ပါဇက်ထဲမှာတော့တွားတွေကအပြည့်ပါပဲဒါပေမဲ့တွားဖြူတွေတော့မဟုတ်ဘူးပါဇက်မှလည်းသွေးတွေကပေးချမ်းလို့ဦးလုံးကလည်းမရက်မနာပြစ်တော့အဲ့ဒီအကောင်ကဦးမောင်ဆိုင်ကိုအုံးကနေတစ်ချက်ရိုက်လိုက်ပြီးတောက်တစ်ချက်ခောက်ကတောနက်ဘက်ကိုပြေးဝင်သွားတယ်ဦးမောင်ဆိုင်ကတော့မှောက်ရက်လေးသွားတာဗျာတော်ရုံနဲ့ကိုတတိပြန်မရဘူးဒီတော့ကျုပ်တို့လည်းပစ္စည်းတွေကိုထားခဲ့ပြီးတော့ဦးမောင်ဆိုင်ကိုတဲလာရတာပေါ့ကျုပ်တို့မိုးစိုးတက်ဘာသားကောင်မှမရပဲပြန်လာရတာပထမဆုံးအချိန်ပေါ့ဗျာကျုပ်တို့ကအားလုံးပြီးသွားပြီလို့ထင်ကြပေမဲ့တကယ်ပြဿနာကအခုမှစာမှန်ကိုကျုပ်တို့သိလိုက်ရတာဒီလိုပါဦးမောင်ဆိုင်ကနောက်တနေ့ညရောက်မှတတိပြန်ရတယ်လေသူတတိပြန်ရလာပေမဲ့မူမမှန်တော့ဘူးသူတတိရတယ်ဆိုရင်ပဲဘိုက်စားတယ်ဆိုပြီးပြောနေတော့တာအဲရီဂရေကအတန်ပြောင်းနေမှန်ကိုကျောက်ရဲ့ဦးလုံးရဲ့ကတတိထားမိကြတယ်ဦးမောင်ဆိုင်ကဘိုက်စားတယ်ပြောတော့သူ့မိမကတော်စားဖို့ကျုပ်အစင်းနဲ့ချက်ထားတယ်တော်ကြိုက်တဲ့ချက်သားကလာသားချက်ရောချက်ထားတယ်လို့ပြောတော့တဟာဟာနဲ့ရဲပါလေရောထမင်းစားတဲ့စားရောမျက်စိတမိတ်အတွင်းမှာရင်ကောင်းအောင်စားပြစ်လိုက်တာတကယ်ကိုမယုံနိုင်စရာဗျာအဲဒီနေ့ကစပြီးနေဘက်ဆိုရင်နေမကောင်းဘူးပြောပြီးညဘက်ရောက်မှအိယာတွေကထပြီးထမင်းစားတာဗျပြီးတော့သူမိမကိုလည်းနေ့တိုင်းအသားချက်ခိုင်းတာလေဗျာဦးလုံးကဦးမောင်ဆိုင်ဘာဖြစ်တာလဲဆိုတာကျုပ်ကိုပြောပြတော့ကျုပ်ဖြင့်မယုံနိုင်လို့ဦးလုံးကိုတော့ရန်တွေးလိုက်ရသေးတယ်သူပြောတာကတကယ်မောင်ဆိုင်အစ်စ်ကတရေတော်မာတွေကဟိုတရေတက်လို့တည်သွားပြီကွာအခုမောင်ဆိုင်ကခန္ဓာကိုယ်မှာဝင်းအောင်စားတောက်နေတဲ့တခြားတရေတကောင်နဲ့ကျုပ်ကမယုံတော့ဦးလုံးကလက်တွေ့ပြမယ်ဆိုပြီးပြောတယ်ဘလို့လဲဆိုတော့နေဘက်ကျုပ်တို့ဦးမောင်ဆိုင်အိမ်ကိုတွားပြီးတော့အိမ်သားတွေရဲ့ခွင့်ပြုချက်နဲ့မောင်ဆိုင်ကိုအိယာတွေကထူလိုက်ပြီးနေပူတဲ့ကိုခေါ်တော့ကြောက်စရာကြောချမ်းစရာကောင်းတဲ့အတန်ကြီးနဲ့တဲထန်စွာအော်ပါလေရောအိမ်သားတွေကလည်းပဲသူတို့အဖေကိုဘာမှမလုပ်ကြပါနဲ့လို့ပြောတာတကြောင်ကျုပ်တို့လည်းပဲလက်လျှော်လိုက်ကြတယ်
ကိုချိန်မှာသူ့သားသမီးနဲ့သူ့ဇနီးကိုပြောရင်လည်းရုံမမမဟုတ်တာဦးမောင်ဆိုင်ရဲ့မိန်းမကတော့နေ့တိုင်းအမေသားကြက်သားတွေပဲချက်ရတော့တာပေါ့ချက်ရင်လည်းပဲအနည်းဆုံး2ပိတ်တာလေးဗျာကျုပ်တို့လည်းအခွင့်အရေးကိုချောင်းနေပေမဲ့လုံးဝကိုအခွင့်မတာခဲ့ဘူးတပတ်လောက်ကြာတော့ဦးမောင်ဆိုင်ရဲ့သားသမီးတွေကတန်တရားဖြစ်လာကြတယ်အဲ့ဒါကအမေသားစားတာတကြောင်ရင်နေ့ဘက်ဆိုရင်ညင်းညူနေပြီးတော့ညဘက်ဆိုရင်ဘာမှမဖြစ်သလိုဖြစ်နေတာတကြောင်ရင်သူတို့ကိုခွင့်ပြောလို့တဲ့တခြားအကြောင်းအရာတွေကြောင်းရင်ကြောင့်အဲ့ဒီတော့မှကျုပ်တို့ကိုလာပြောပြတာကျုပ်တို့လည်းလုံးဆရာရှိတာလုပ်ပြီးတော့ရွာတာဝန်ရှိသူတွေကိုအသိပေးတင်ပေးထားတဲ့လူတွေကိုအသိပေးကြတာပေါ့ဗျာအစီအစဉ်ကကျုပ်တို့ကဥမောင်ဆိုင်ကိုလှည့်ပတ်ပြီးတော့ရွာပြင်ကိုခေါ်မယ်ပြီးတော့တက်သိနားလေသူတွေကစီမံပေးထားတဲ့သူသေးတွေကိုမီးတက်ကြိုတဲ့အခါမှာတုံးတဲ့တန်ဆူဝါးတွေကိုချွန်းထက်နေအောင်လုပ်ပြီးတော့အခွင့်ရတာနဲ့သူ့ကိုထိုးမယ်သူသေးသွားရင်ပုတ်တော့မှမို့လို့မီးတက်ကြိုဖို့ထင်းတွေနဲ့လောင်စာစီတွေပါအသင့်ပြင်ထားမယ်ပေါ့ညရောက်တော့ကျုပ်ရဲ့ဦးလုံးရဲ့တခြားကျုပ်တို့နဲ့တက်တူရွယ်သူတယောက်ရဲ့ဦးမောင်ဆိုင်အင်းကိုသွားပြီးတော့ရွာနောက်ဘက်မှာကျွဲတကောင်ကိုပိုးထိသွားလို့စုံသွားကြောင်းအခုမှသိရလို့အမဲဖြက်လို့ခုပဲသွားကြတော့မလို့ဆိုတဲ့အကြောင်းလိုက်ချင်ရင်တပါးလေးလိုက်ခဲ့ဖို့ပြောတော့ဦးမောင်ဆိုင်ကလုံးဝစဉ်းစားမနေတော့ပဲချက်ချင်းအိမ်မော်ကဆင်းလာတာဗျ။တာကြီးဖြစ်သူကသူပါလိုက်ပြစီလို့ပြောတော့ဦးမောင်ဆိုင်ကမလိုက်နဲ့ဆိုပြီးတော့တားတယ်။ကျုပ်တို့လည်းသူ့သားကြီးကိုမျက်ရည်ပြရတာပေါ့ဗျာ။ကျုပ်တို့ကကျုပ်တို့ရဲ့အစီအစဉ်ကိုဦးမောင်ဆိုင်ရဲ့အိမ်တို့အိမ်သားတွေကိုအစရေကပြောပြီးသားလေ။ကျုပ်တို့ရွာပြင်ကိုရောက်တော့ဦးမောင်ဆိုင်အမဲဖြက်မဲ့ကျွဲသေးကဘာမှလဲဆိုပြီးတော့မေးတော့တာပဲ။တကယ်တော့ဘာကျွဲသေးမှမရှိဘဲနဲ့သူ့ကိုဒီတိုင်းညာပြီးတော့ခေါ်ခဲ့တာလေ။ဒီတော့မှပုံနေတဲ့ရွာသားတွေကထွက်လာပြီးတော့ဝိုင်းထားတော့တာပေါ့။ဦးမောင်ဆိုင်ကအခြေအနေကိုနားလည်သွားတယ်ထင်ပါတယ်။နင်းတို့တွေလက်ဦးသွားကြတယ်။နင်းတို့လက်ဦးသွားကြတယ်။နို့မဟုတ်ရင်နင်းတို့တရွာလုံးကိုငါကကုတ်ချိုးတတ်မယ်ဆိုပြီးတော့ကျင်းမာလေရော။ဦးလုံးကျုပ်ရွာသားတွေရောဘာမှမပြောတော့ဘဲနဲ့တန်ဆူးနဲ့ဗျိုင်းလူထိုးလိုက်ကြတာပေါ့။အော်လိုက်တာဗျာနားရီတော်မှာကွဲထွက်မတက်ပဲ။တန်ဆူးကတချောင်းနဲ့မဟုတ်တော့ဦးမောင်ဆိုင်ခွေလဲကျသွားတယ်။သူ့လေးလဲကျသွားရောသူ့ခန္ဓာကချက်ချင်းပိန်ချုံသွားပြီးတော့အရိုးပေါ်အရည်တင်ဆိုသလိုဖြစ်သွားတာ။ပြီးရတဲ့ချက်ချင်းအပုံနဲ့ကထွက်ပါလေရော။အစတွေကတရဏဂုံတင်လို့ရအောင်ရွာเจ้าကတန်ဃာတော်တွေကိုပါပင့်ထားတော့ချက်ချင်းတရဏဂုံတင်ပြီးတော့ချက်ချင်းမီးတက်ကြိုလိုက်ရတာပေါ့ဗျာသူ့သားသမီးနဲ့မိန်းမတွေကတော့ငိုလိုက်တာမပြောပါနဲ့တော့ကျုပ်တို့လည်းခုမှပဲစိတ်အေးရတော့တယ်အခုတော့လွန်ခဲ့တဲ့နှစ်နဲ့ငယ်ကပဲအုပ်လုံးနဲ့ပဲလူကြီးယောဂနဲ့ဆုံးပါသွားပါပြီကျုပ်လည်းအဲဒီအဖြစ်ပြက်ပြီးရဲကမုတ်ဆိုးအလုံးမလုပ်တော့သလိုတရေတော်ဘက်ကိုလည်းရောင်းလို့တော့မှမသွားဖြစ်တော့ပါဘူးပြီးတော့တခြားသူတွေအဲဒီဘက်ကိုသွားတယ်လို့ယနေ့ထိတိုင်အောင်မကြားမိတော့ပါဘူးဗျာ